မတနာပေါ့နော်ဒီပြည်စိန်ကိုရောက်သွားတယ်ရောက်သွားတဲ့ပထမဦးဆုံးအချိန်ပေါ့နော်73ရက်လောက်ကမတနာတိုက်လို့ခေါ်တဲ့နေရာတွေမှာနေရတယ်။ဘာကြောင့်လဲဆိုတော့ကိုဗစ်ကိုတွေ့ရတဲ့အခါကျတော့သူတီးတန့်လေးထားတယ်ပေါ့နော်။ဆိုတော့အဲ့မှာနှစ်ပတ်လုံးနေခဲ့ပြီးတော့လူကစိတ်ရမ်းပင်ပန်းဖျားနဲ့လည်းစကားတွေအများကြီးပြောငိုယိုပြီးတော့အချိန်စီသွားတဲ့အခါမှာအချုပ်ဆောင်ခေါ်တဲ့အချုပ်ချနေတဲ့သူတွေထိုင်နေအောင်ရောက်လာတယ်။တကယ်ပဲဘဝကစောက်ထိုးဖြစ်နေတဲ့အချိန်ပေါ့နော်။ဘာမှမလည်းမမြင်တော့ဘူး။ဘာမှလည်းမစဉ်းစားနိုင်တော့တဲ့အချိန်ပေါ့။အဲ့ဒီအချိန်မှာအချုပ်ဘဝနဲ့အချုပ်ခံကိုရောက်တဲ့အခါမှာဆောင်မိုးကနေပြီးတော့ပြောတယ်။မတန်သားတဲ့အာမငယ်ပါနဲ့တဲ့ဒီဆောင်မှာလည်းအနုပညာရှင်ရှိပါတယ်တဲ့။ melody ကောင်ရှိပါတယ်တဲ့။တခြားလူလည်းရှိပါတယ်ပေါ့နော်။ဒါနဲ့ခဏဆောင်နေတဲ့အချိန်မှာချက်ချင်းပဲ melody ကထွက်လာတယ်။ထွက်လာရင်မတန်သားပထမဦးဆုံးအပေးစကားပြောခဲ့ညီမငယ်ဖြစ်တယ်။မတန်သားမကြောက်နဲ့သမီးလည်းရှိတယ်။ဖခင်လည်းရှိတယ်ပေါ့ဆိုမနာအများကြီးတွဲခေါ်ပြီးတဲ့ညီမငယ်ဖြစ်တယ်။အဲ့ဒီအတွက်ဒီနေ့melody ကိုကျေးဇူးတင်ခွင့်ရတယ်။ပြီးတော့အထဲကိုရောက်သွားတဲ့ခါကျတော့မနာ melody ပေးနာမှာနေခွင့်ရတယ်ပေါ့နော်။အဲ့ဒီအချိန်မှာပထမဦးဆုံးစပြောဖြစ်တာကကျမတို့ကျန်းစာအကြောင်းပြောတယ်။ဖခင်သခင်ရဲ့ကောင်းမြတ်အကြောင်းပြောတယ်။အများကြီးပဲအဲ့ဒီမှာ melody နဲ့6လလုံးဟုတ်လားအတူတူနေရတယ်။ melody ကမတနာနဲ့စကားလာပြောတယ်။ပြောရင်းနဲ့မနာလည်းဖခင်ရဲ့နှိမ့်ချခြင်းခွင့်လွှတ်ခြင်းအကြောင်းလေးပြောရင်းနဲ့ဘယ်သူမှမလို့ melody ဘုရားသခင်ရဲ့မျက်နှာကိုထောက်ပြီးတော့ညီမဘက်ကစပြီးတော့ခေါ်ကြည့်ပါလားနှိမ့်ချခြင်းလေလို့ပြောလိုက်တယ်လှုပ်ချင်မှတော့လုပ်မယ်ပေါ့နော်လူငယ်တွေဆိုတော့ဒါပေမဲ့တိတ်မကြဘူးအချိန်ပိုင်းလေးပဲရှိတယ်မနာပြီးနာညီမလေးကိုသူချက်ချင်းပဲလာပြီးတော့သူတကယ်နှိမ့်ချစွာနဲ့သူ့ဘက်ကအရင်စကားတော့ပြောတယ်အဲ့တော့မနာတိတ်တိတ်ချာချာမြင်လိုက်တဲ့အခါမှာတကယ်ကိုဖခင်ရဲ့ဘယ်လိုပြောမလဲနှိမ့်ချခြင်းနဲ့ခွင့်လွှတ်ခြင်းကိုသူတကယ်ကျင့်သုံးသွားတယ်ကျင့်သုံးသွားတဲ့အခါမှာဟိုဘက်ညီမရဲ့မျက်နှာကိုကြည့်လိုက်တယ်နည်းနည်းလေးတော့ကြောင်အန်ဖြစ်တယ်ဘာလို့ဆိုတော့ဒါလူတိုင်းတော့ကြောက်ကစားဖြစ်ထားခြင်းဒါပေမဲ့စိတ်ကိုနှိမ့်ချပြီးတော့သူ့ဘက်ကအရင်စပြီးတော့ခွင့်လွှတ်ခြင်းနဲ့မြတ်တာပြခဲ့အဲ့ဒါမှတို့ခရစ်ယာန်အသက်တာအဲ့ဒါပဲအဲ့ဒါအတွက်ဘုရားသခင်ကိုကျေးဇူးတင်တယ် melody ကိုလည်းအများကြီးဘယ်လိုခေါ်မလဲရင့်ကျက်လာတယ်ဆိုတာကိုလည်းမြင်ရတယ်ပေါ့နော်ပြီးတော့မတနာတို့အထဲမှာပေါ်ရီလုတ်တဲ့သချင်းတွေဆိုတဲ့ခါမှာလည်းအမြဲတမ်းမတနာကိုသူအမြဲတမ်းကူညီတယ်မတနာအင်ဂျီတွေမှပြီးပြီလားအပြင်နဲ့ဆက်သွယ်ရလားဆောင်းမှုနဲ့ပြောပေးရမလားအချိန်တိုင်းမတနာကိုအမြဲတမ်းညီမတယောက်အနေနဲ့အများကြီးသူကိုဖိမခဲ့တယ်အဲ့ကျေးဇူးတွေကိုဒီနေ့ကြည့်မမေ့ဘူးနောက်ဆုံးတစ်ချက်ကတော့ဒီလိုအချိန်ဒီလိုနေရာမှာဒီလိုပြန်တွေ့ရမယ်လို့ဘုရားမထင်ခဲ့ဘူးအဲ့လောက်ဉာဏ်ဆန်စွာနဲ့ပြန်တွေ့ရတယ်လို့မထင်ခဲ့ဘူးဒါပေမဲ့ဘုရားသခင်ကမတို့ကိုဆွဲနှုတ်တယ်အားလုံးကြားထဲမှာဘုန်းတော်ထင်ရှားစေတယ်ကျမတို့အားဖြင့်နော်ဘုရားကိုကျမတို့အားကိုးယုံကြည်ပြီးတော့တောက်လျှောက်ကြလို့ရှိလို့ရှိရင်မဖြစ်နိုင်တာမရှိဘူးဆိုရင်ဘုရားသခင်ဖြစ်တယ်ဆိုတာကိုအားလုံးရှိမှဘုန်းတော်ထင်ရှားစေခဲ့တယ်ဒီလိုညီမနှစ်ယောက်ဒီမှာဒီလိုချိန်မှာပြန်တွေ့တာဘုရားရဲ့ကျေးဇူးပြုတာလွဲလို့ကျန်တာဘာမှမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်မလို့ရှေ့လျှောက်အသက်တာမှာလည်းဘုရားနဲ့အတူတူသွားတဲ့အသက်တာဖြစ်ပါစေစိတ်နဲ့ကျန်းမာပါစေနော်ခန္ဓာလည်းကျန်းမာပါစေမိသားစုနဲ့သားလေးနဲ့ညာကြီးသွားအောင်မယ်ဘုရားပါတဲ့အသက်တာဖြစ်ပါစေလို့ဆုတောင်းရင်းနဲ့ညီကုန်းချုပ်ပါတယ်